မင်္ဂလာပါအခုဒီမှာတော့ဆော့ပြောခဲ့တဲ့ use of adverb ပေါ့နော် adverbs တွေကိုဘယ်လိုနေရာတွေမှာသုံးတာလဲဆိုတဲ့အသုံးလေးကိုပြောပြချင်ပါတယ်အဲ့တော့ adverb ဆိုတာအားလုံးသိတဲ့အတိုင်းပဲသူကကရိယာဝိသေသနလို့အကုန်လုံးကသိခဲ့ကြတာလေနော်ဒီမှာကျတော့သူကကရိယာတစ်ခုတည်းကိုအထူးပြုတာမဟုတ်ဘဲနဲ့တခြားဘာတွေကိုအထူးပြုလဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့အားလုံး၄မျိုးရှိတယ်ပေါ့နော်ပထမတစ်ခုကတော့ဘာလဲဆိုရင်ကရိယာကိုအထူးပြုခြင်းဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်နမူနာအနေနဲ့ he speaks loudly လို့ပြီးထားတယ်ဒါဆိုလို့ရှိရင်သူကစကားကိုကြဲလောင်စွာပြောတယ်အဲ့တော့ဒီပြောတယ်ဆိုတဲ့ဟာကိုကြဲလောင်စွာကအထူးပြုထားတာဖြစ်ပါတယ်နော်နောက်တစ်ခုကကျတော့ဘာလဲဆိုရင်နာမဝိသေသနလို့ခေါ်တဲ့ adjective ကိုအလွန်လို့ခေါ်တဲ့ very သို့မဟုတ် so နဲ့အထူးပြုတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်သူကကျတော့ adjective ကိုအထူးပြုတာဖြစ်ပါတယ် she is very pretty သို့မဟုတ် she is very so pretty ဆိုပြီးတော့မှဒီ pretty လို့ခေါ်တဲ့ adjective ကို very so လို့ခေါ်တဲ့ adverb တွေနဲ့အထူးပြုထားတာဖြစ်ပါတယ်နံပါတ်2ဖြစ်ပါနောက်နံပါတ်3ကကျတော့ဘာလဲဆိုလို့ရှိရင် she can speak English very well သို့မဟုတ် she can speak English quite well လို့ပေးထားတယ်ဒီမှာကျတော့ဘာလဲဆိုရင် well ဆိုတဲ့ကောင်းစွာသို့မဟုတ်ကောင်းကောင်းဆိုတဲ့ adverb ကို very နဲ့ quite လို့ခေါ်တဲ့ adverb ကအထူးပြုတာဖြစ်တဲ့အတွက်ကြောင့်မို့ဒါကတော့ကရိယာဝိသေသနအချင်းချင်းအထူးပြုတာဖြစ်ပါတယ်so နောက်ဆုံးနံပါတ်1ခုကနံပါတ်4ရပါလဲဆိုရင် finally he passed the job interview လို့ပေးထားတယ်အဲ့တော့ဒီမှာကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ finally ကိုထည့်ပြီးတော့မှမစဉ်းစားဘူးဆိုလို့ရှိရင် he passed the job interview ဆိုလို့ရှိရင်သူကနောက်ဆုံးမှာ interview အောင်ခဲ့တယ်လို့ပြောလိုက်ရင်ရတယ်ပြည့်စုံတယ်ပေါ့နော်သို့တော်လည်းဒီမှာ finally လို့ထည့်လိုက်ခြင်းအပြင်အဲ့ဒီနောက်ဆုံးမတိုင်ခင်မှာသူကအရှိမအကြိမ်တွေများစွာ interview လုပ်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်သက်ရောက်တယ်ဒါကြောင့်မလို့ဒီမှာဆိုလို့ရှိရင် he passed the job interview ဆိုတာဒီစာကြောင်းကို finally ဆိုတာလေးက adverb ကနေအထူးပြုထားဖြစ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဆိုပါကျွန်တော်တို့က use of adverb မှာ number 1ကဘာလဲဆိုလို့ရှိရင်ကရိယာကိုအထူးပြုတာဖြစ်တယ်number 2ကဘာလဲဆိုလို့ရှိရင် adjective ကိုအထူးပြုတာဖြစ်တယ် number 3ကကျတော့ဘာလဲဆိုရင် adverb အချင်းချင်းအထူးပြုတာဖြစ်ပါတယ်နောက် number 4ကကျတော့ဘာလဲဆိုရင် sentence တစ်ကြောင်းလုံးကိုအထူးပြုတာဖြစ်ပါတယ်เนาะဒါလေးကိုနားလည်အောင်မေးခွန်းလေး၈ခုလောက်နဲ့ထပ်ပြီးတော့မှကြည့်လိုက်မယ်နော်ဒါဆိုလို့ရှိရင် example မှာကြည့်ရအောင် specify the use of adverbs အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီစာကြောင်းမှာကြည့်လိုက်မယ် she ran quickly to catch the bus before it left bus ကမထွက်ခင်သူက bus ကားကိုမှီအောင်သူမကအမြန်ပြေးတယ်အဲ့တော့ပြေးတယ်ဘလို့ပြေးတာလဲမြန်ပြေးခဲ့တယ်ဒါကြောင့်မလို့ကရိယာကိုထူပြတာဖြစ်ပါတယ်နောက်တစ်ခုက they danced exceptionally well at the talent show သူတို့ကဒီ talent show မှာကောင်းဘလို့ကောင်းတာလဲဆိုရင်ဟာကွက်မရှိရအောင်တကယ်ကိုကောင်းကနိုင်ခဲ့တယ်ကပြခဲ့တယ်ဆိုတော့ဟိုဒီ well ဆိုတဲ့ adverb ကို exceptionally အထူးပြုတာဖြစ်ပါတယ်ဒါကြောင့်မို့ adverb အချင်းချင်းအထူးပြုရတယ်နော် number 3 the food at the new restaurant was absolutely delicious ဒီမှာကျတော့စားတော့ဆိုင်အသစ်ကအစားအစာတွေကတကယ်ကိုကောင်းတဲ့အရသာရှိတယ်ဆိုတော့အရသာရှိတာက adjective ဖြစ်တယ် absolutely ကတကယ်ကိုပကတိဆိုတဲ့အဓိပ္ပာယ်ဆိုရင်ကကျတော့သူကလည်းပဲ adjective ကိုအထူးပြုတဲ့ adverb ဖြစ်ပါတယ် number 4 he felt extremely happy when he received the good news သူကဒီသတင်းကောင်းကိုကြားတဲ့အခါမှာပေါ့နော်အရန်ကိုပျော်ရွှင်ခဲ့တယ်ဆိုတော့ဒီဟာက happy က adjective ဖြစ်တယ် extremely ကကျတော့ adverb ဖြစ်တယ် adjective ကိုအထူးပြုထားnumber 5နဲ့6ကတော့နှစ်ခုလုံးကသူကsentence ကိုအထူးပြုတာဖြစ်ပါတယ် unbelievably the lost treasure was discovered in their backyard ပျောက်သွားတဲ့ဒီရတနာတွေကိုသူတို့ရဲ့အိမ်နောက်ခြံဝင်းထဲမှာပေါ့နော်ပြန်ရှာတွေ့တယ်ဆိုတကယ်တော့ဒီစာကြောင်းတွေပြည့်စုံပါတယ်သို့တော့ unbelievably လို့ adverb လေးထည့်လိုက်တဲ့အခါကျတော့မယုံနိုင်စရာပဲပေါ့နော်သူတို့ရဲ့ပျောက်သွားတဲ့ရတနာကိုခြံနောက်ဖက်ဝင်းထဲမှာပြန်ရှာတွေ့တယ်လို့ပြောနောက်တစ်ကြောင်းက fortunately ကံကောင်းလို့မဟုတ်လို့ရှိရင်ကံကောင်းထောက်မှစွာနဲ့ she arrived just in time to catch the last train နောက်ဆုံးရထားကိုမိတယ်ဆိုရုံလေးပဲသူရောက်ရှိခဲ့တယ်ဒါဟာ fortunately ဆိုတာကံကောင်းလို့ဆိုတဲ့စကားလုံးတွေထည့်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့ sentence ကိုကိုစားအထူးပြုတာဖြစ်မယ်ပေါ့နော် now number 7ကကြတော့ the teacher explained the lesson clearly အဲ့တော့ဒီဆရာမကသို့မဟုတ်ဆရာကစာသင်ခန်းစာတွေကို clearly ရှင်းလင်းရှင်းပြတယ် for everyone to understand တယောက်ချင်းနားလည်အောင်ဒါဆိုလို့ရှိရင်ရှင်းပြတယ်ဆိုတော့ explain ဆိုတဲ့ခေါ်တဲ့ verb ကိုအထူးပြုတာဖြစ်ပါတယ်နောက် number 8ကကျတော့ they worked
tirelessly အဲ့တော့မမောမပန်း tire ဆိုတာကမောတယ် tireless ဆိုတာမမောပန်းတာအဲ့တော့အဲ့ဒါ adverb ဖြစ်တယ် tirelessly မမောမပန်း passionately ဆိုတာကြတော့တကယ်ကိုစိတ်ပါဝင်စားစွာနေပေါ့နော်သူတို့ရဲ့အလုပ်ကို tirelessly and passionately on the art project ဒီပကြီးနဲ့ပတ်သက်တဲ့လုပ်ငန်းကိုစိတ်ဝင်စားစွာသူတို့လုပ်ခဲ့ကြတယ်ပေါ့ဒါတော့ဒီမှာဆိုလို့ရှိရင်မမောမပန်းလုပ်တာ passionately ဆိုတော့တကယ်ကိုစိတ်ပါလက်ပါလုပ်တာဆိုရဲ work ဒီ work ဒီ verb ကိုအထူးပြုတာဖြစ်ပါတယ်ဒါကြောင့်မလို့ verb ကိုတွေ့ရအဲ့တော့ use of adverb မှာကျမတို့အစောနာပြောခဲ့တဲ့အတိုင်းပဲ adverb ကိုအထူးပြုတာရှိမယ်နောက်က adjective ကိုအထူးပြုတာရှိမယ်နောက်ကစာကြောင်းတစ်ခုလုံးအထူးပြုတာရှိမယ်နောက်ဆုံးတစ်ခုကကျတော့ adverb အချင်းချင်းအထူးပြုတာရှိတယ်ဆိုပြီးတော့မှအားလုံး၄မျိုးရှိမယ်ပေါ့နော်ဒါလို့ဆိုရင်မှတ်ရလွယ်မယ်ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်